ဆိုလက်စားဒီနေရာကိုရောက်ရင်ပတ်စံမရှိလေထမင်းလုံးဝငတ်မှာမဟုတ်ပါဘူးစိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီနေရာကမြန်မာနိုင်ငံတဲကကိုဖြစ်နေတာပါသူတို့မှာစိမ့်ဆိုပြီးတိတ်ကိုလှတဲ့တောင်တန်းကြီးတွေရှိတယ်ကိုပိုင်ရိုးရရင်ကျင်းမှုတွေနဲ့ကိုပိုင်ဘာသာစကားလည်းရှိတယ်လဲစရာပတ်စရာတွေကပေါ်လုံးပြီးပျော်စရာလည်းတိတ်ကိုကောင်းပါတယ်ဒါကြောင့်မလို့ခီးသွားတဲ့သဘောကျတဲ့နေရာဆိုလဲမမားပါဘူးကဲမင်္ဂလာပါကင်းပြည်နယ်ဖန်ကနေပြီးကြိုဆိုလိုက်ပါတယ်ဖအန်ကကျွန်တော်တိတ်ကိုသဘောကျရတဲ့နေရာပါကင်းလူမျိုးတွေကလည်းစိတ်ထားကောင်းပြီးတော့တိတ်ချစ်စရာကောင်းပါတယ်တခါနဲ့စားတာโอเคတော့take it တော့လေဟုတ်ကဲ့ကျေးဇူးပါကင်းလူမျိုးတွေနဲ့ပတ်သက်လို့ကျွန်တော်ကြိုက်ဆုံးကိုပြောပါဆိုရင်သူတို့ရဲ့ကင်းဝစ်စုံကမပါမဖြစ်ပါသူရဲ့ဝစ်စုံလေးတွေကအရန်လှတယ်အမတ်တရလက်ဆောင်ပေးဖို့အတွက်ဆိုတိတ်ကိုကောင်းပါတယ်စိတ်ဝင်စားကြကောင်းတယ်ကင်းဝစ်စုံတွေရဲ့ထူးခြားချက်ကရှင်းတော့မရှိပဲကိုကြိုက်သလိုဝစ်လို့ရတာပါဖအံမှာနာမည်ကြီးနေရာတွေအများကြီးရှိပါတယ်။ကျောင်းသားဘဝကစတန်စင်မင်းအကြောင်းသင်ခဲ့ရတာကိုတချို့ကမှတ်မိကြမှာပါ။အဲ့ဒီစတန်ကူကဖအံပြည်နယ်မှာပဲရှိတာပါ။ဒါကြောင့်ပဲဂူထဲဝင်ပြီးလေ့လာခဲ့ပါသေးတယ်။ကျွန်တော်တို့ရောက်ခဲ့တော့ကမိုးရင်းကြီးပါဒါကြောင့်ဂူကနေထွက်တာနဲ့အရန်လာတဲ့ရေပြင်ကျဲကြီးကိုအခုလိုတွေ့ခဲ့ရပါတယ်ဂူဘမှာငါးတွေလိတ်တွေလွတ်လို့လည်းရပါတယ်အဲ့ဒီဒါကဘာတော့လိတ်တွေငါးတွေလွတ်တာလားဟလားလွတ်တာပေးခြင်းလွတ်ပေးလို့ရတယ်ကုသိုလ်ယူလို့ရတဲ့နေရာမျိုးပေါ့နော်ဒါအပြင်ရေပြင်ကျဲအလှကိုခန်းစားကြည့်ရင်လှင်ငါးပြီးစီးလို့ရပါသေးတယ်ဆိုတာလေစီးဖို့ ready ပဲလား ready ပါအများနဲ့ ready ဒါကြောင့်ပဲကျွန်တော်တို့လှင်ငါးစီးတယ်တိတ်လှတဲ့တဘာဝလှတွေကိုခန်းစားခဲ့ပါတယ်ဖအံမှာဇောကဝင်တောင်ပြီးရင်နောက်ထပ်နာမည်ကြီးတာကတောင်ဝိုင်းမှာမူရသည်ဆိုတောင်ဝိုင်းကရှုခင်းတွေကတိတ်ကိုလှတယ်တိမ်ပင်လေလိုဖြစ်နေပြီးဓာတ်ပုံရိုက်လို့အရန်ကောင်းပါတယ်ဒါပေမဲ့တောင်ကမတ်တဲ့အတွက်တီးချချတော့ view site တက်ရပါမယ်မိုးကရွာနေရဲ့ဒါပေမဲ့သွားမှာပဲဒီနေရာမှာတခုသတိပေးချင်တာကအမိုက်တွေစီကမ်းမရှိမပြစ်ဖို့ပါ plastic အမိုက်တွေမဆို plastic မိုက်တွေတွေ့ရတယ် plastic မိုက်တွေတွေ့ရတယ် plastic မိုက်တွေတွေ့ရတယ်ပြစ်စရာအမိုက်ပုံးတွေရှိတဲ့အတွက်ကျေးဇူးပြုပြီးအမိုက်ကိုစနစ်တကျထည့်ပေးပါကိုလိုရက်ကအများကိုအကျိုးမပြုနိုင်ရင်တော့ကိုကြောက်တော့မပြတ်စည်းပါစေနဲ့နောက်ကကိုဒူးချောင်းကတော့တော်ပြင်ပန်းနေပါဖန်ကိုရောက်ရင်နောက်ထပ်သွားကိုသွားလေးကြည့်တင်တာကတော့ကြောက်ကလက်ဖျားပါဘယ်ဒိုးမှလဲဘယ်တော့မှလဲဆိုတော့ကြောက်ကလက်ကိုတိုးမယ်Okay let's go အဲ့ဒီမှာငါးလေးတွေကိုအစာကျွေးလို့ရတယ်လို့ခွေးလေးတွေအများကြီးကိုလည်းတွေ့ရမှာပါဖျားဝင်ဖူးလို့ရတယ်လို့ရှုခင်းတွေကလည်းတိတ်ကိုလှပါတယ်ခုတော့ non cry ကိုရောက်နေတာဖြစ်ပါတယ်ဟိုးနာလေးမှာကိုရှိရဲ့အဲ့ကူထဲကိုရေကူးပြီးတော့ဝင်သွားလို့ရတယ်အရန်လှတယ်လို့ပြောတယ်ရေထဲလေးကြည့်လိုက်အောင်ကြီးနေရတယ်နောက်ထပ်စိတ်ဝင်စားစရာတစ်ချက်ကလင်းတို့တွေအများကြီးရှိတယ်လင်းတို့ကိုရှိတာပါညဘက်ရောက်လို့ရှိရင်လင်းတို့တွေအုပ်လိုက်ထွက်ပြီးအစာရှာထွက်ကြတာကိုသွားကြည့်ခဲ့ပါတယ်ခုဆိုလို့ရှိရင်တော့လင်းတို့တွေအများကြီးပဲ